ကျမတို့ studio ခါကျတော့အတိက portraits မြေထင်နဲ့လုပ်တဲ့အမှုပညာနေရာလေးပေါ့နော်ကျမတို့ values ကအတိကကတော့ဒီပစ္စည်းကိုလာဝယ်တာမဟုတ်ဘူးပေါ့နော်ကိုတိုင်းဖန်တီးတဲ့ process တစ်ခုလုံးကိုကျမတို့ကရောင်းချပေးနေတယ်ဆိုတာကိုလည်းဆိုလိုလို့ရပါတယ်ရှွန့်တုံးကို customer စီလက်ထည့်ပေးလိုက်မယ်ဒါပေမဲ့သူတွေကပဝကိုဘယ်လိုဖန်တီးမလဲဆိုတော့ customer ရဲ့လက်ထဲမှာရှိတယ်ပေါ့နော်အရင်လည်းနူးညံ့နေဘလို့ရှင်သူရဲ့ texture ကကျမတို့ရဲ့တကယ်ကို mental ကို healing ဖြစ်စေတယ်ပေါ့နော်သူရဲ့အလေတဲတဲကိုလက်မနှစ်ခုနဲ့ကိုငြိမ်ငြိမ်လေးနဲ့အောက်ထောက်ချရမယ်ပေါ့နော်ဥပမာဒီခါဆိုရင်ရေခွက်တစ်လုံးဖြစ်သွားပြီကိုကခွက်လို့ချင်နေဆိုရင်လည်းအပြင်ကိုကြိုက်တယ်လို့ဆွဲထုတ်လို့ရတယ် centering နဲ့ပြီးသွားပြီအပေါက်ဖောက်တာလည်းပြီးသွားပြီပုံဖော်တာလည်းပြီးသွားပြီဆိုတော့ကျမတို့ကအချောက်ခံရတော့မယ်ပေါ့နော်နေရောင်ကြီးအောက်မှာတိုက်ရအချောက်ခံလို့မရပါဘူးနေရိပ်ထဲမှာအချောက်ခံရမယ်ဒီဟာဆိုရင်ပေါ့နော်ကျမတို့9ရက်အချောက်ခံပြီးသားကျမကိုယ်တိုင်ပုံဖော်ထားတဲ့ခွက်လေးတစ်ခုပေါ့နော်ဆုံး step မှာကျမတို့ဖုတ်ပြီးသားကြွေထည်လေးတွေဖြစ်သွားပြီပေါ့နော်ဒါတွေဒီအကုန်လုံး customer ကိုယ်တိုင်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်လို့ကျမတို့စီလာလို့ရှိရင် perfect product ကိုမျှော်မှန်းမျှော်လင့်ထားတဲ့ customer တွေဆိုရင်တော့မတင်တော့ဘူးပေါ့နော်ကျမတို့စီကိုအကယ်၍ကိုတိုင်းမြေအိုးတစ်လုံးရဲ့ process ကိုသိချင်တယ်ကိုတိုင်းလည်းဖန်တီးချင်တယ်ဆိုရင်တော့ကျမတို့စီမှာအချိန်မီလာရောက်လို့ရပါတယ်